အဲ့တော့ပြောကောင်းပြောလိမ့်မယ်တကူကြီးတဲ့နတ်တွေတကူကြီးတဲ့ပြမာတွေဟာသူတို့မှဘုရားဖြစ်ခွင့်မရှိဘူးဗုဒ္ဓဆိုတဲ့အဖြစ်ကိုလူသားတွေကလောကြီးအုပ်ထားတယ်လို့ပြောကောင်းပြောကြလိမ့်မယ်တကယ်တော့အသိဉာဏ်စွမ်းပကားအရာမှာလူသားတွေရဲ့အသိဉာဏ်စွမ်းပကားကိုအာလုံးသောတ attva တွေဟာမိနိုင်စွမ်းမရှိကြဘူးအလုံးဟာလူပြည်လူဌာနကနေပြီးတော့လူပြည်လူပုံဆိုတာဟာ30ဘုံကိုသွားတဲ့တကယ်ကိုစခန်းကြီးတစ်ခုဖြစ်တယ်ပေါ့အောက်သွားမလားအထက်သွားမလားလူပြည်ကပဲသွားကြတာဖြစ်တယ်လူသားတွေရဲ့အရေးချင်းနဲ့ပတ်သက်ပြီးဖော်ပြထားတဲ့အထက်မှာအထူးသဖြင့်တောင်ကျွန်းသူတောင်ကျွန်းသားတွေဟာသူရာတတိမန္တောဣဒဗြဟ္မစရိယဝါသောလို့ဆိုတယ်အချက်၃ချက်နဲ့ပြောမယ်ဆိုရင်လူသားတွေဟာသူရာရဲစွမ်းတတ္တိရှိကြတယ်လူတွေကရဲရင်တတ္တိရှိတဲ့နေရာမှာနတ်တွေပြမာတွေတဲ့လည်းပို့ပြီးတော့ရဲစွမ်းတတ္တိပို့ရှိတယ်လို့ဒီလိုပြောတတိမန္တောတတိကောင်းတဲ့နေရာမှာလူတွေကပို့တယ်လို့ဒီလိုဆိုဘာဖြစ်လို့ဒီအချက်မှာလူတွေကပို့ပြီးတတိကောင်းတယ်လဲလို့ဆိုလောကမှာချမ်းသာတစ်မျိုးတည်းရှိနေတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှတတိထားမိတဲ့ပုဂ္ဂိုလ်ဖြစ်မှာမဟုတ်ဘူးအလုံးဟာအစဉ်ပြေချမ်းသာနေသည့်အတွက်ကြောင့်သူတတိထားစရာအကြောင်းမရှိတော့တော့နော်အလွန်ချမ်းသာနတ်တွေဆိုတာလွန်ချမ်းသာတယ်ဒုက္ခဆိုတာမရှိသလောက်ဗြဟ္မာတွေဆိုတာလည်းလွန်ချမ်းသာတယ်ဒုက္ခဆိုတာမကြုံတွေ့ရသလောက်ဖြစ်တော့သူတို့ဘဝချမ်းသာဒုက္ခနဲ့တည်ငြိမ်ပြီးတော့နေကြတာဖြစ်တော့တတိထားစရာအချက်နည်းတော့ဒါကငရဲပုံကြည့်လိုက်မယ်ဆိုရင်အမြဲတမ်းဒုက္ခကြီးဖြစ်နေတာဖြစ်တော့ကြောင့်တတိထားစရာအချက်ကမရှိဘူးဘာဖြစ်လို့တတိထားစရာမရှိတော့ဆိုအပြောင်းလဲမှမရှိတာငရဲပြည်ကဆင်းရဲတစ်မျိုးတည်းပဲခံစားနေကြလူပြည်တော့အဲ့ဒါလို့မဟုတ်ဘူးဒုက္ခနဲ့ကြုံလိုက်ဒုက္ခနဲ့ကြုံလိုက်ချမ်းသာတလဲဆင်းရဲတလဲဆိုလူတွေကတတိပိုကောင်းလာကြတယ်အေးချမ်းသာနေတဲ့အခိုက်မှာမင်းမေ့နေလို့မဖြစ်ဘူးဒုက္ခဆိုတာလာလေဦးမယ်ဆင်းရဲနေတဲ့အခိုက်ရောက်တဲ့အခါကျတော့လေအေးဆင်းရဲဆိုတာထာဝရမဟုတ်သေးဘူးချမ်းသာတာဆိုတာရှိအောင်မယ်ဆိုတဲ့ဟောတတိကလေးတွေဖြစ်ပေါ်လာလူတွေမှာတတိထားเสียဟောကိဏဒုက္ခဒုက္ခချမ်းသာဆင်းရဲဆိုတာလူတွေမှာရောပြန်းပြီးတော့ဖြစ်ပေါ်နေတာဖြစ်လို့တတိမန္တောတခြားတရားတွေတဲ့ပို့ပြီးတော့တတိကောင်းတယ်လို့ဒီလိုဆိုတာပေါ့စာပေကျမ်းကဣဒဗြဟ္မစရိယဝါသောစာမြတ်သောအကျင့်ကိုပြည့်ပြည့်ဝဝကျင့်နိုင်တာလူပြည်မှာကျင့်နိုင်တာမဂ္ဂင်၈ပါးအကျင့်တရားကိုစွမ်းစွမ်းတမန်ကျင့်သုံးနိုင်တာတော့လူပြည်ပဲလို့သုခရီကျွန်းသူကျွန်းသားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတာလွန်တဲ့အချက်တွေကိုသုတ်တန်တစ်ခုမှာဒီလိုဟောထားတာရှိဟောထားတာရှိသည့်အတွက်ကြောင့်လူတွေရဲ့အစွမ်းအစအလွန်ကြီးမားတယ်လို့ဒီလိုဆိုတာအဲ့ဒီလိုအစွမ်းအစကြီးမားတဲ့ပုဂ္ဂိုလ်တွေကမှတကယ်ကိုအကျဉ်းတရားနဲ့ပညာတရားကြီးမားတဲ့ဘုရားဆိုတာဖြစ်နေဘုရားဆိုဒီမှာအသိဉာဏ်အထွတ်ထိပ်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကိုခေါ်တာပါလူသားတွေကပဲအသိဉာဏ်အမြင့်ဆုံးအဆင့်ကိုရောက်နိုင်တာဖြစ်တယ်လူသားတွေကပဲပါရမီ10ပါးအပြား30ကျင့်သုံးဝယ်စရိယာ3မျိုးတို့လူတွေမှသာဆောင်ရွက်လုပ်ကိုင်နိုင်တာဖြစ်လို့ဘုရားဖြစ်တော့လေလူတွေကပဲဖြစ်တယ်ဆိုတာသဘာဝကြတာပေါ့လူဘဝမှာအနစ်နာခံပြီးတော့ဘုရားဖြစ်တော့ဗြဟ္မပြည်တက်ဖြစ်တယ်ဆိုတော့လေသဘာဝမကြသေးဘူးပေါ့သဘာဝနဲ့ကြည့်လိုက်မယ်ဆိုရင်လူဘဝမှာအနစ်နာခံလေ့ကျင့်ပါရမီတွေနဲ့လေ့ကျင့်ပြီးတော့ဆွမ်းဆောင်မှုတွေပေးလာခဲ့တဲ့ပုဂ္ဂိုလ်တရားဟာဘုရားဖြစ်သူရောက်တဲ့အခါလေလူသားတွေထဲမှာပဲဘုရားဖြစ်သူရောက်တယ်ဒါဟာအကြောင်းအကျိုးစီလျော်တဲ့ reasonable ဖြစ်တဲ့အချက်ပဲ logical ဖြစ်တယ်လို့ဒီလိုပြောရမှာပေါ့အကြောင်းဆိုတာရှိတယ်ပေါ့အဲ့တော့လူသားတွေကမှဘုရားဖြစ်တယ်အဲ့ဘုရားဖြစ်တဲ့အခါမှာလူတွေရဲ့စွမ်းအားဟာအလွန်ကြီးမားတာလူတွေရဲ့ကျင့်သုံးလိုက်တာဒီအတွက်ကြောင့်ရလာတဲ့အစွမ်းအစတွေတာမန်နတ်တွေပြမာတွေတဲ့ပို့ပြီးတော့တာလွန်သွားတယ်ဒါကြောင့်မို့ဒီကနေ့မြတ်ဗုဒ္ဓရဲ့လူလောကမှာပေါ်ထွန်းလာတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1638နှစ်မြောက်က8နှစ်ချိန်တုန်းက
လူလောကမှာပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်များဟာတရားဓမ္မကျင့်သုံးပြီးတော့ထူးခြားတဲ့အသိဉာဏ်ကြီးတစ်ခုရရှိခဲ့အဲ့ဒီအသိဉာဏ်ဘယ်အတိုင်းတာထိအောင်ကြီးမားသလဲစဉ်းစားကြည့်မယ်ဆိုရင်စာပေကျမ်းကမှာဘယ်လိုဆိုတော့ယာဝတကံညေယံတာဝတကညာညာနံမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကဘလောက်ကြီးတုံဆိုလို့ရှိရင်သိစရာတွေရှိသလောက်အသိဉာဏ်ကြီးကကြီးတယ်လို့ဒီလိုဆိုတယ်အဲ့တော့သိစရာတွေကလောကမှာဘလောက်များတော့မရေမတွက်နိုင်အောင်များတော့ဉာဏ်တော်ကြီးကလည်းမရေမတွက်နိုင်အောင်အကုန်လိုက်သိတယ်လို့ဒီလိုဆိုလို့ပေါ့နော်ယာဝတကံညေယံတာဝတကညာနံသိစရာတွေရှိတော့အသိဉာဏ်ကလည်းလိုက်နေတယ်ယာဝတကညာနံတာဝတကညေယံမြတ်စွာဘုရားရဲ့သိတဲ့အသိဉာဏ်အတိုင်းတာတိုင်းပဲသိစရာကလည်းမကြံအောင်ဉာဏ်နဲ့တိတိုင်းထားသလိုဖြစ်တယ်ပေါ့သူ့အိုးနဲ့သူ့ဆံတန်ယုံပဲဆိုတာလို့မြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကြီးမားသလောက်သိစရာတွေကကျယ်ဝန်းတယ်သိစရာတွေကျယ်ဝန်းသလောက်မြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကကြီးမားတယ်အဲ့တော့အပိုးလို့မရှိဘူးဘုရားဉာဏ်ကရောနေနေလို့သိစရာတွေကကျမ်းနေတယ်ဆိုတာလည်းမရှိဘူးအေးသိစရာတွေကကုန်သွားတယ်ဘုရားဉာဏ်ကြီးကမကုန်သေးဘူးလို့ဒီလိုလည်းမရှိဘူးเนาะနှစ်ခုဟာတိတိပပဖြစ်ပြီးတော့နေတာအဲ့ဒါကိုဆိုလိုတယ်ယာဝတကံညေယံညေယံဆိုတာသိစရာအကြောင်းအရာတာဝတကံညာနံအဲ့ဒီသိစရာအကြောင်းရှိသလောက်အကုန်သိတယ်လို့ဆိုလို့